တောင်ကြီးကလူတွေပြောတယ်ဖေးကြီးရဖိုတဲ့လက်ဖိပိုင်လေးတစ်ဖိုင်မှာဖေးနဲ့လိုက်တဲ့အရသာတွေတော့သူ့ရှိမှာပြန်ရပါတယ်ရွှေခရိုင်လက်ဖိဖိုင်ကဘူချုံလမ်းမရလာမယ်ဆိုရင်အင်းဝဘန်ရဲ့မျက်နှာချင်းပိုင်လမ်းထဲကိုဝင်ခဲ့ရမှာပါဒါကသူ့ရဲ့ရရှိနိုင်တဲ့မနူးတွေပါအတိုင်ဖုန်းကတော့အမေကီမာဟင်းနဲ့နွားမီဖုတ်ပါဖိုင်လေးကရှေ့တော့ဖိုင်လေးဆိုတော့ခန်းနာတနာကြီးမဟုတ်ပေမဲ့ဖေးတွေလည်းမသေးသလိုအဖားအတောက်တွေကလည်းဖေးနဲ့လိုက်အောင်လို့ကိုတော်တော်လေးကောင်းပါတယ်တောင်ကြီးမျိုးရဲ့ဖိုင်လေးရဲ့ထုံးစံအတိုင်းပေါက်ဖီလည်းရပါတယ်ပေါက်ဖီတော့မဖားခဲ့ရဘူးဒါကတော့အမေကီမာဟင်းမှာအမေကီမာဟင်းကိုနံပြားနဲ့သူကတပွဲကို6000နံပြားကတော့တစ်ချက်ကို1000ပေါ့နော်ဒါကဂျပါတီရဲ့အာလူဟင်းမှာအမေကီမာဟင်းကလေထက်တရလေးနဲ့ဆိုရင်လည်းလိုက်မယ်ထင်တယ်ပေါ့နော်ဒါပေမဲ့သူ့ဖိုင်မှာထက်တရမရဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်နံများနဲ့ဖာခဲ့ရတယ်ပြီးတော့သူ့ရဲ့အချင်းပေါ့ခရမ်းချင်လေးအနှစ်အချင်းလေးလည်းကောင်းတယ်ဖိုင်ကလေဘာကောင်းတာလဲဘာအဖင်ပြေဖုံးလဲဆိုတော့ဒီအမဲသားတွေအကုန်လုံးမှွေးကြိုင်နေအောင်ချက်တာပဲပေါ့နော်နုအီဖက်နေတဲ့ဒီအမဲမီကိုတော့တမြသီးလေးညှစ်ပြီးတော့ငရုတ်ကောင်းလေးဖြူပြီးတော့ဖာရတယ်နွားမီဖုတ်ကတော့ဒီတပွဲကို8000မှာနံများကတော့တသက်ဝယ်ရမှာပေါ့နော်ဖိုင်ကဟာလာဖိုင်လေးဖြစ်ပြီးတော့ဒီအမဲသားတွေပေါ့နော်ကြက်သားတွေကောင်းတယ်သူ့ရဲ့ဟင်းအနစ်တွေအကုန်လုံးကအမွှေးအကြိုင်နေနဲ့အနံ့တော်တော်နိုင်တယ်ဒါပေမဲ့သူ့ရဲ့အမွှေးအကြိုင်နဲ့နေရပြင်းရှာနေရမျိုးမဟုတ်ဘဲနဲ့တီတို့ဒီဘဖက်နဲ့လည်းအဖင်ပြေရပေါ့နော်ရွှေခရိုင်ရဲ့လက်ဖေးကြီးကတော့ပြောစရာကိုမလိုဘူးပြောဖို့လည်းမလိုတော့ဘူးပေါ့နော်သူ့လက်ဖေးကြီးကသူ့ဟာနဲ့သူနာမည်ကြီးပြီးသားဒါပေမဲ့လက်ဖေးကြီးတစ်ခွက်ကို3000နော်သူရှိမှာဖိတ်သားပတ်တွေပါတယ်လည်းနာမည်ကြီးတယ်ဒီနေ့တော့ဒီတီကတော့အုံတကြားပတ်ပဲရခဲ့တယ်ပေါ့နော်ဖိတ်ပတ်တွေချက်သားပတ်တွေတော့ကုန်သွားပြီပေါ့နော်နေတိုင်းတော့မရဘူးလို့တော့ပြောတယ်ဖုန်းနဲ့ရှူပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်မလို့တွေမှာတွေ့မယ်နော်အားလုံးတတာ